အားလုံးမင်္ဂလာပါဒီနေ့ပြောပြပေးမယ်အကြောင်းအရာကတော့လူများစုကြာချုံတက်တဲ့မွေကြီးနဲ့ဘဝဆုံးဖြတ်ချက်များနောက်ွယ်ရာစိတ်ပညာအကြောင်းပါအဲ့ဒီကိုနှစ်ပေါင်းရင်ဘယ်လောက်လဲလို့မြင်ချက်ချင်းဖြည့်ပြပါလိမ့်မယ်ဟုတ်တယ်မလားဒါပေမဲ့ဆက်ခွန်မြောင်နဲ့ဆက်လို့ကိုတွက်ကြည့်ပါဆိုရင်တော့ချက်ချင်းဖြည့်ပြီးပဲအချိန်ယူရပါလိမ့်မယ်ဒီကွာချက်ကနိုဘယ်ဆုရပညာရှင်ခိုင်ဒီလာခါနမန်ရှာဝတွေ့ရှိတဲ့ကျွန်တော်တို့အုံနောက်ကျလှုပ်ဝက်ချက်တစ်ခုပါပဲဒီဗီဒီယိုမှာတော့လူများစွာဘာအကြောင်းမွေကြီးနဲ့ဘဝဆုံးဖြတ်ချက်တွေမှာမှားလို့မိတတ်လဲဆိုတဲ့အကြောင်းလေးချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်နံပါတ်1ပြည့်ရဲ့နှလုံးအုံတော်ရဲ့လှည့်စားမှုတွေကိုသိရပါမယ်ကျွန်တော်ရဲ့စိတ်ထဲမှာလူကြောင့်ဉာဏ်စွာလှုပ်တဲ့ system 1နဲ့အားထုတ်ရတဲ့ system 2ဆိုပြီးစနစ်နှစ်ခုရှိပါတယ်ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ system 2ကအလွန်ပြင်းတက်ပြီးတော့ပုံမလွယ်ကူတဲ့ system 1ရဲ့အလိုလျှောက်ဆုံးဖြတ်ချက်တွေကို activity ရှိပါတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချခံနေမှာချက်ချင်းဖြစ်ပြီးပဲဖြည်းဖြည်းချင်းယူစဉ်းစားပါနံပါတ်2အမျက်တဲ့အရှုံးကိုပိုကြောက်တက်ကြပါတယ်စီးပွားရေးလောကမှာလူတွေဘာကြောင့်မအောင်မြင်ကြလဲဆိုတော့လေးလာတွေ့ရှိမှုရလူတွေကဒေါ်လာ100ရချင်းရရင်ရတဲ့ပျော်ရွှင်မှုတဲ့ဒေါ်လာ100ဆုံးရှုံးရမှာနှစ်ဆပိုကြောက်ရင်တက်ကြပါတယ်ဒီလိုကြောက်ရင်တဲ့စိတ်ကြောင့်ပဲဘဝမှာတကယ်အကျိုးရှိတဲ့အခွင့်အလမ်းကောင်းတွေအများကြီးလက်လွတ်ရတတ်ပါတယ်နံပါတ်3ပင်ပန်းနေတဲ့အချိန်မှာဆုံးဖြတ်ချက်မချပါနဲ့။တင်းအနေနဲ့ရေးကြီးတဲ့ကိစ္စတစ်ခုကိုညနေပဲပင်ပန်းနေချိန်ဒါမှမဟုတ်ဘိုင်းစာနေတဲ့အချိန်မှာဘယ်တော့မှဆုံးဖြတ်ပါနဲ့။စမင်းစရာအားထုတ်မှုများပင်ပန်းနေချိန်မှာ system 2ကအားနည်းသွားတတ်တဲ့အတွက်အမှားတွေကိုလုံးဝတက်ပါတယ်။နံပါတ်4ကြောက်ဖို့နာဝတွေကိုပဲယုံတတ်ကြပါတယ်။လူတွေကသတင်းထဲမှာမကြာခဏကြားနေရတဲ့လင်းပြကြခြင်းကိုကိစ္စမျိုးကိုအဖြစ်နိုင်ဆုံးလို့ထင်မှတ်ပြီးပုံမှန်ကြောင်းတက်ကြပါတယ်။တကယ်နဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ဆိုရင်ကိုယ့်ရဲ့ခံစားချက်တက်တဲ့စီးရင်အချက်လက်တွေကိုပို့ပြီးအခြေခံတင်ပါတယ်။တင်းနေတဲ့ဒီချက်တွေကိုအတီးပြုပြီးမိမိရဲ့ရည်ချင်မှုစီးရင်တုံတရားနဲ့ပြန်လည်ဆန်းစစ်နိုင်မယ်လို့မျှော်လင့်ပါတယ်။အခုပဲတင်းရစီကိုအကောင်းဆုံးထိန်းချုပ်နိုင်ဖို့ဒီဗီဒီယိုလေးကို like လုပ်ပြီး channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့။